သက်ရှိမှရှင်နေနေလေးများဆင်ခြင်းဘဝဆက်ဆက်နေပါတူတူဝေးတဘာဝတရားပဲကာလသားတွေရောညဆိုတီးဖို့ကဓာတ်တီတွေကြီးပါလားမကြားရင်နားစမမြင်လို့ပဲလေတစ်ပြေတစ်ပြေဆိုကကိုသာဝကြီးတမဲရွှေချီချင်းလေးနဲ့ကိုနောင်ငယ်မမဒီပါမအလားဆုံးမျက်လုံးပေါင်းတစ်ထောင်ကာလသားတွေအော်ကြည့်လို့မဝလှလိုက်တဲ့ကိုနောင်ငယ်မမရွှေချီချင်းလေးနဲ့ကိုနောင်ငယ်မမဒီပါမအလားဆုံးမျက်လုံးပေါင်းတစ်ထောင်ကာလသားတွေအော်ကြည့်လို့မဝလှလိုက်တဲ့ကိုနောင်ငယ်မမခြေလမ်းလေးကြွဂရီတန်းလဲမကမျက်လွှာလေးချရွာလေလမ်းမကိုရှင်းလောင်းလေလာမြန်မာဆန်ကန်အိန္ဒြေရရအလူပွဲတိုင်းမှာဂုံတရင်ကြီးတဲ့ကျွန်တော်တို့ရွာတွေကလှလိုက်တဲ့ကိုနောင်ငယ်မမဂရီတန်းလဲမကမျက်လွှာလေးချရွာလေလမ်းမကိုရှင်းလောင်းလေလာမြန်မာဆန်ကန်တိန္ဒြေရရအလူပွဲတိုင်းမှာဂုံတရင်ကြီးတဲ့ကျွန်တော်တို့ရွာတွေကလှလိုက်တဲ့ကိုနောင်ငယ်မမ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 ဒီရွာတရွာလုံးမှာသူသာအလားဆုံးမှာရှင်လောင်းလေရကာလာသားတွေဝိုင်းဝိုင်းလေကဟမှုရရေးစတာအပြုံးလေးတမြမြဘယ်သူမှသူရှင်လို့မရကျွန်တော်တို့ရွာတွေကလှလိုက်တဲ့ကိုနောင်ငယ်မမ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 ဒီရွာတရွာလုံးမှာသူသာအလားဆုံးမှာရှင်လောင်းလေရကာလာသားတွေဝိုင်းဝိုင်းလေကဟမှုရရေးစတာအပြုံးလေးတမြမြဘယ်သူမှသူရှင်လို့မရကျွန်တော်တို့ရွာတွေကလှလိုက်တဲ့ကိုနောင်ငယ်မမ
ရှင်လူမပြောကြရှင်ကြချင်းချင်းသေးသေးလူရန်လူဘဝပြုကြဒါနာအရင်ဘဝဒါနဒုက္ခဒီဘဝခံစားကြရဒီဘဝဒါနကုသိုလ်နောက်ဘဝခံစားကြရရောတန်စီတန်ကြရရင်ထဲမှာကြည်နူးကြလူရှင်ကြီးကလူမာကြီးလေးကလူရှင်ကြီးကလူမာကြီးလေးကဆိုင်မင်းသားလေးတီတီမောင်မောင်လေးမြိုင်မြိုင်ဆိုင်ဆိုင်တီးလိုက်ပါခင်ဗျာရင်ဘဝဒါနဒုက္ခဒီဘဝခံစားကြရဒီဘဝဒါနကုသိုလ်နောက်ဘဝခံစားကြရရောတန်စီတန်ကြရရင်ထဲမှာကြည်နူးကြလူရှင်ကြီးကလူမာကြီးလေးကလူမာကြီးကလူရှင်ကြီးလေးကဆိုင်မင်းသားလေးဒီဒီမောင်မောင်လေးမြိုင်မြိုင်ဆိုင်ဆိုင်တီးလိုက်ပါခင်ဗျာ
အမေလေးကြာတော့သေဝင်ဝမှာသေဝင်ဝကအမေမျက်ရည်လေးဆိုတရားကြောင့်တင်ငန်းထိတ်ဝင်ဝလို့တာယဟန်ရှိလောင်းသေဝင်မှာဥပ္ပစေဆရာတော်များကပဇင်းဖြစ်မဲ့အမိသားကိုယဟန်တော်လိုက်နာရမယ်ယဟန်တော်ကျင့်ဖို့ဩဝါဒကထာဟောကြားသံအမေလေးကြားတော့သေဝင်ဝမှာသေဝင်ဝကအမေမျက်ရည်လေးဆိုရင်ဝင်ပိုက်ကမွေးကြရလို့အမေရင်ထဲမှာအမြဲပင်ကလေးလို့တန်လူရောဖြစ်ပေမဲ့အမေလေးမကွဲရနိုင်ဘူးလောကခြေသေးဘဝခြေဝေးအရွယ်ရောက်ပြီမို့ရဟန်းမောင်ဝင်းသူသွင်းမို့လို့အဘေတကားပိတ်တဲ့ရဟန်းတကားဖြစ်ရဤကွယ်ဝမ်းသာမျက်ရည်ဆိုသိဝင်နဲ့အမိသားကိုသိသည်ယခုမှစ၍သမုဒိယပြတ်မဲ့ဘုရားသားတော်ဖြစ်သွားပြီမို့အမိဖွားတို့နဲ့မသက်ဆိုင်တော့ဘူးဆိုဟောကြားသံအမေလေးကြားတော့သေဝေဝမှာသေဝေဝကအမေမျက်ရည်လေးဆိုဘုရားကြောင့်သင်္ကန်းထိန်ဝင်ဝါလို့တာယဟန်ရှိလောင်းသိဝင်မှာဥပ္ပစေဆရာတော်များကပဇင်းဖြစ်မဲ့အမိသားကိုယဟန်တော်လိုက်နာရမယ်ယဟန်တော်ကျင့်ဖို့ဩဝါဒကထာခေါ်ကြတာအမေလေးကြားတော့သေဝေဝမှာသေဝေဝကအမေမျက်ရည်လေးဆိုရင်ဝင်ပိုက်ကမွေးကြရလို့အမေနဲ့မှအမြဲပင်ကလေးလို့တာလူမျိုးဖြစ်ပေမဲ့အမေလေးမခွဲရနိုင်ဘူးလောကခြေသေးဘဝခြေဝေးအရွယ်ရောက်ပြီမို့ရဟန်းမောင်လေးသူသွင်းမို့လို့အဘေတကားပိတ်တဲ့ရဟန်းတကားဖြစ်ရပြီကွယ်ဝမ်းသာမျက်ရည်ဆိုသိဝင်နဲ့အမေသားကိုသင်သည်ယခုမှ